ကဲအားလုံးပဲဒီနေ့ကဆရာ passive point နဲ့ပတ်သက်ပြီးတော့အနည်းငယ်ပြောသွားမှာဖြစ်ပါတယ်။ဒါဆိုရင် passive point အကြောင်းမလေ့လာခင်မှာသူနဲ့သက်ဆိုင်တဲ့ rule လေးတွေကိုတစ်ချက်ကြည့်ကြမယ်။အဲ့တော့ပထမတစ်ခုက passive point ထဲမှာဆိုရင်ဒီသုံးတဲ့ verb ဟာ subject เนาะဒီသုံးတဲ့သုံးမဲ့ verb ဟာဒီ subject သူကအဓိကပြောချင်တာဖြစ်ပါတယ်။အဲ့တော့ဥပမာအားဖြင့် the boy sorry ဥပမာက okay a teacher punish a student okay အဲ့တော့ဒီဥပမာလေးက a teacher punish a student နောက်ဆိုတော့ဒီမှာသုံးတဲ့ verb က punish က verb ပါအဲ့တော့ဒီဟာဒီ active ပုံစံရေးထားတာဖြစ်တယ် active points ပေါ့ဒါဆိုတော့ passive ပြောင်းမယ်ဆိုရင် a verb နောက်က a student ကို subject အနေနဲ့ရှေ့ကိုထုတ်အောင်မှာဖြစ်တယ် verb နောက် a student လေးကို subject အနေနဲ့ထုတ်လိုက်မယ်ဒါဆိုရင် a student passive point ပြောင်းတော့မယ်နော်အဲ့တော့ a student ပြီးတော့လည်းဆိုတော့ passive verb 2ပေးထားတာမလို့ was punished punish by ဆိုပြီးတော့နောက်မှာ a teacher ပေါ့အဲ့တော့ပြောချင်တာကဆိုတော့ဒီ verb နောက်မှာလိုက်တဲ့ subject လေးဒီအဲ့တော့ဒီ subject လေးကဘယ်လိုမျိုးလှုပ်ဆောင်ခြင်းခံရလဲဘယ်လိုမျိုးဖြစ်เนาะဆောင်ရွက်ခြင်းခံရလဲပေါ့နော် verb တစ်ခုရဲ့ဘယ်လိုဆောင်ရွက်ခြင်းခံရလဲဆိုတာကိုအထက်ကပြောတာဖြစ်ပါတယ်အဲ့တော့ the subject of the verb is the person or thing does the action အဲ့တော့ဒီမှာကလူပုဂ္ဂိုလ်တွေအရာတွေကိုအထက်ကပြောချင်တာမဟုတ်ဘဲနဲ့သူတို့ဆောင်ရွက်တဲ့ကိစ္စကိုအထက်ကဖော်ပြချင်တယ်เนาะဖော်ပြချင်တာဖြစ်ပါတယ်အဲ့တော့ passive point မှာဒါဒီပထမအကြောင်းအရာဖြစ်ပါတယ်အဲ့တော့ passive point မှာဆိုရင် the action is done to the subject အဲ့တော့ subject ကဘယ်လိုမျိုးခံရလဲဘယ်လိုဆောင်ရွက်ခြင်းခံရလဲဆိုတာကိုအဓိကပြောတာဖြစ်ပါတယ်ဒါဆိုရင်နောက်တစ်ခုကြည့်မယ် passive point မှာ the agent may be omitted if it is implying unknown or unimportant အဲ့တော့ agent ဆိုတာဒီကိုပြောပါမယ်เนาะ agent ဆိုတာဒီမှာ passive point မှာဆိုရင် agent တွေကို omit လုပ်ရပါမယ် omit ဆိုတာဖယ်လိုက်တာเนาะ omit တွေကဒီမှာဖယ်ပြရမလို့ imply unknown or unimportant အဲ့တော့ imply ကသွယ်ဝိုက်ပြောတာအဲ့တော့ဘယ်သူပဲဝါဆိုတာတိတိကျကျမဟုတ်ဘဲနဲ့เนาะတယောက်ယောက်ကဒါမှမဟုတ်တူဦးကအဲ့တော့အရေးမပါတယ်เนาะ unimportant အရေးမပါတယ်လူပုဂ္ဂိုလ်ဒါမှမဟုတ်အကြောင်းအရာပေါ့အဲ့တော့ဘယ်လိုအရာတွေဖြစ်မလဲဆိုတော့ someone ပါမယ်somebody ပါမယ် someone somebody anyone anybody နော် okay anyone anybody now everyone အဲ့တော့ everyone ဒီလူတိုင်းเนาะလူတိုင်းအဲ့တော့ဘယ်သူဘယ်ဝါလဲဆိုတာအဓိကပြောချင်တာမဟုတ်ဘူး everyone everybody အဲ့တော့ဒီလို agent တွေကိုပါရင်ဘာလုပ်လဲဆိုတော့ထည့်ပြရမလိုပါဘူးနောက်တစ်ခုက I will you they he she it ဒီလိုနံစားတွေပါရင် subject pronoun တွေပါရင်ဆိုရင်ဒါတွေကိုဖြုတ်ပေးရမယ်အဲ့တော့ဒီကောင်တွေက agent တွေလို့ခေါ်တယ်เนาะအဲ့တော့ agent တွေပါတယ်ဆိုရင် agent ရဲ့သဘောဒီ unknown and important เนาะတိတ်အရေးမကြီးဘူးဘယ်သူဘယ်ဝါလဲဆိုတာကြည့်ကြဖော်ပြထားခြင်းမရှိတဲ့ agent တွေပါရင် passive မှာဘာလုပ်ရမလဲဆိုတော့ဖြုတ်ခဲ့ရမှာဖြစ်ပါတယ်အဲ့တော့ဥပမာလေးကိုကြည့်မယ်เนาะအဲ့တော့ as the liver does its work nutrients are collected waste are removed and chemical substances are released into the body through the vessel liver ဒီသူလုပ်ရမယ့်ကိစ္စကိုသူဆောင်ရွက်ရမယ့်အရာဘာဖြစ်လဲဆိုတော့လှုပ်ဆောင်တယ်
လောက်ဆောင်တယ်အဲ့တော့ nutrient are collected အာဟာရတွေကိုစုဆောင်းတယ် waste are removed အညစ်အကြေးတွေကိုဖယ်ရှားပေးတယ် chemical substance အဲ့တော့ဓာတုပစ္စည်းတွေကိုခန္ဓာကိုယ်ထဲကရှိတဲ့ဓာတုပစ္စည်းတွေကို vessel ကနေတဆင့်ဘာဖြစ်လဲဆိုတော့စွန့်ထုတ်ပေးတယ်အဲ့တော့ဒီမှာသုံးသွားတာဒီpassive ပုံစံနဲ့ရေးထားတယ်เนาะဒီမှာဒီအကြောင်းအရာကဘယ်လိုမျိုးဖြစ်လဲเนาะတခုခုလူတဦးတယောက်ကိစ္စတစ်ခုခုကိုအတိအကျပြောချင်တာမဟုတ်ဘူးပေါ့နော်သူ့ရဲ့ဆောင်ရွက်ချက်ကိုပြောချင်တာသူ့ရဲ့ဆောင်ရွက်ချက်ကို action ကိုအဓိကပြောချင်တာဒါကိုဆိုတော့ passive point လို့ခေါ်ပါတယ်အဲ့ဒါဆိုတော့နောက်တစ်ခုကြည့်မယ်โอเคဒါဆိုတော့ value တွေကိုတစ်ချက်ပြန်ပြီးတော့နှွှဲကြည့်မယ်เนาะ back to be value တွေကိုတစ်ချက်ပြန်နှွှဲကြည့်ရမယ်ဒါဆိုရင်ပထမတစ်ခုက val1 ဆိုရင် val1 ပါမယ်နောက်တစ်ခုက val2 နောက်တစ်ခုက has HAVE have val3 have val3 ဒါမှမဟုတ် HAD hat val3 နောက်တစ်ခုက B going to val1 ရှိမယ်เนาะ B going to val1 B val B val model val1โอเคဒါဆိုရင်တစ်ချက်ပြောကြည့်ပါ val1 ဆိုရင်ဆရာတို့ဘာပြောင်းမလဲ val1 ဆိုရင် m is r val3 okay val2 ဆိုရင် was were val3 was were val3 အဲ့တော့ val တွေဆိုရင် val1 val2 မှာဆိုရင်ဆရာတို့အနေအများရှိเนาะ passive point မှာ val3 ကအမြဲတမ်းနောက်မှာပါမယ်เนาะအဲ့တော့ have val3 ဆိုရင်ကိုထုတ်လိုက်တဲ့ subject အနေများပုံမူတည်ပြီးတော့ has လား have လားသုံးမယ်ပြီးရင်သူက been val3 been val3 ဖြစ်သွားမယ်အဲ့လိုပဲ had had ဆိုလဲ had been val3 เนาะသဘောတရားအတူတူပဲမလို့ဆရာမရေးတော့အဲ့တော့ be going to val1 ဆိုရင် B ဆိုတာဆိုတော့ back to B လေးကိုပြောမှာเนาะ M is our was where เนาะဘာလာသိရမယ်အဲ့တော့ B back to B အုပ်စုနောက်မှာ going to val1 လာတယ်ဆိုရင် val B going to be val3 ပြောင်းအောင်မယ် going to be sorry val3 okay B val ing B val ing M is our was where ပဲเนาะ M is our was where အဲ့တော့ဘာပဲလာလာသူသုံးမဲ့ tense ကိုเนาะသူပေးထားတဲ့ tense ကိုပဲပြန်ပြီးတော့သုံးရမယ်เนาะ verb to be ကိုပဲပြန်သုံးမယ်အဲ့တော့ M is our was where เนาะဒီရှေ့က be ပြီးလေးဒီ M is our was where ပြန်သုံးမယ်နောက်ပြီးတော့သူကပါတယ် being val3 model val1 ဆိုရင်ဆရာတို့ model b val3 okay အဲ့တော့ဒီ note ကအမြဲတမ်း active passive ဆိုရင်ရာကိုရနေရမယ်เนาะဒီ note okay ဒီလောက်ဆိုရင်တော့မှတ်မိပဲထင်တယ်เนาะဆိုရင်ဆရာတို့ example လေးတစ်ချက်သွားကြည့်အောင် Change the following added sentence into passive sentences. Leave out the agent if it is apply, annual, or any important. အဲ့တော့ agent တွေပါရင်ဘာလုပ်ရလဲဆိုတော့ဖြုတ်ခဲ့ရမယ်เนาะဒါဆိုရင်သူက edit form ကို passive ပြောင်းအောင်မှာဖြစ်တယ်အဲဒါကိုဆရာတို့တစ်ချက်ခွဲကြည့်အောင် You should replace the roof of the warehouse before the beginning of the rainy season အဲ့တော့ဒီမှာတစ်ချက်ခွဲကြည့်မယ်เนาะ subject က you subject လေးဒီဘာလဲဆိုတော့ you verb က should replace ဒါက model verb 1ပုံစံเนาะ should replace object ဒီ the roof of the warehouse ဒါလေးကဘာလဲဆိုတော့ object before the beginning of the rainy season time ကိုပြတာ
ဒါဆိုရင် passive မှာ object ကိုရှေ့ကိုထုတ်ပေးရမယ်ဒါဆိုရင်အရင်ဆုံးပါရေးရမလဲ the roof of the warehouse အဲ့တော့ verb ကိုကြည့်ပါ verb က model verb 1ဆိုတော့ verb ကိုဘာပြောင်းရမှာလဲ model verb 1ဆိုတော့ model b verb 3ဒါဆိုရင် should be verb 3က replace ကိုသုံးမယ်နော် replace replace ဒီမှာဆိုတော့ verb တွေ verb 3နော် verb 3 change တက်ရမယ် verb 3 change တက်မှာဆိုတော့ဒီ active passive ကမှန်မှာဖြစ်တယ် verb 3ကိုတခြားလေး use ဆိုင်ပြီးတော့ change မှာဒါဆိုတော့ object တွေ the roof of the warehouse should be replaced အဲ့တော့ဆိုတော့ agent ဒီ you I will use the he she it ဒီဆိုတော့ဖြုတ်ရမှာမလို့နော်ပြန်ပြီးတော့မထည့်တော့ဘူးဒါဆိုရင် the roof of the warehouse should be replaced before the beginning of the rainy season အဲ့လိုဖြစ်သွားမယ် Number 2 subject they asked verb 2 him object to explain his reason for making the changes အဲ့ဒါလေးကဆိုတော့ adverb purpose လို့ခေါ်မယ်နော်ဒါဆိုတော့ object ကိုရှေ့ကိုထုတ်ပေးမယ် object pronoun က him ဒါဆိုဆိုတော့ဘာကိုထုတ်မလဲ subject ပြောင်းလိုက်တော့ he ဖြစ်သွားမယ်နော် he verb 2ဆိုရင်ဘာပြောင်းမလဲ was ဆိုရယ် verb 3 he က singular ဖြစ်တဲ့အတွက်ကြောင့်မလို့ was ကိုသုံးမယ် he was asked he were asked agent က they ဖြစ်လို့ပါလို့မယ်ဖြုတ်ခဲ့မယ်နော် he were asked to explain his reason for making the changes ရမယ်နော်နောက် number 3က my college has not introduced me to the manager yet subject ကိုခွဲကြည့်အောင် my college subject verb က has not introduced have ဆိုရင်ဒါတို့နောက်က verb 3ပါတွဲယူပေးရမယ်နော်ဒါကြီးတစ်ခုလုံးက verb ပါကဲ me က object okay to the manager yet ဒါ verb က object လေးကိုရှေ့ကိုထုတ်လိုက်မယ် me ကို subject အနေနဲ့ထုတ်လိုက်တော့ဘာဖြစ်သွားမလဲ I နော် I me my နော် I ဖြစ်သွားမယ်ကဲအဲ့တော့ verb က have verb 3ဆိုတော့ have been verb 3 not ပါတော့ not ပြန်ထည့်ပေးမယ်အဲ့တော့ I ဒီဘာနဲ့ပဲတွဲမလဲ have have နဲ့ပဲတွဲမယ်အဲ့တော့ I have not been verb 3နော်ဒီမှာ not ကြံခဲ့လို့မရဘူးနော် not ပြန်ထည့်ပေးဖို့လိုတယ် I have not been verb 3ကလည်း introduce ပဲလို့ဒါပဲပြန်ရေးပါအဲ့တော့ I have not been introduced agent က my college တိကျတဲ့အတွက်ကြောင့်မလို့နောက်မှာပိုင်ခံပြီးတော့ရေးမယ်နော် I have not been introduced by ပါလာမယ် my college ပြီးမှပါရေးမယ် to the manager yet ဒါလေးတော့နောက်ဆုံးမှထားရေးပြီနော်နောက်တစ်ခုသွားမယ် the school will not announce the examination results until next week subject ကိုကြည့်အောင် their school subject ကပါလေ the school but they will not announce model verb 1အငင်းပါတော့အငင်းပါတွဲယူပေးနော် the examination results ဒါလေးက object ဒါလေးက object until next week time ကဲခွဲပြီးသွားပြီဆိုတော့ object လေးကိုရှေ့ထုတ်ပါ the examination result ပြီးရင် model verb 1အဲ့တော့ model ကအနည်းများမလိုရတဲ့ကြောင့်မလို့လွယ်သွားပြီ will not be announced verb ပြောင်းတဲ့ပုံစံလေးကိုကြည့်မယ်နော် will verb 1ဆိုတော့ will be verb 3ရမယ်နော် will be verb 3ဒါဆိုရင်အငင်းမှာပြန်ထည့်ဟလား will not be verb 3ဆိုတော့ announce announceနော် will not be announced ပြီးရင် subject က school အဲ့တော့ by ပြန်ရေးမယ် by the school အချိန်မလို့နောက်ဆုံးမှထည့်မယ်နော် until next week နော်အဲ့တော့ဒီမှာပြောချင်တာက time ဆိုရင် by ရဲ့နောက်မှာထားရေးပါ place ဆိုရင် by ရဲ့ရှေ့မှာထားမယ်နော်အဲ့တော့ manner တို့ place တို့ဆိုရင် by ရဲ့ရှေ့မှာထားမယ် time တို့ reason တို့ purpose တို့ဆိုရင် by နောက်မှာထားရေးမယ်နော်ဒါလေးတစ်ချက်သတိထားပါ
Okay, now the we analyze the collected data carefully. Collected data carefully. Subject we. No, sorry, subject we. Verb analyze. Verb to no analyze. Verb to the collected data. The object. Carefully ever. ဒါကိုဆုံးမအတိုင်းပဲ Faro object လေးကိုရှေ့ထုတ်လိုက်မယ်ဒါဆိုဘာရင်ဖတ်ရင်မလဲပြောပါအောင် the collected data ဟုတ်ပြီနော် the collected data အဲ့တော့ data ကအများလို့ပဲယူမယ်နော် the collected data မှာ s မပေါင်းထားပေမဲ့လေဒါကအများကြီးယူမယ်ဟုတ်လားဒါဆိုရင်value ဆိုတော့ was were value 3ဒီမှာ adverb လေးပါတယ်ဆိုရင် b နဲ့ value ကြားတွေကိုထားပေးပါဒါဆိုဘယ်လိုယူထားမလဲ will ပြီးရင် adverb လေးကိုရေးလိုက်မယ်နော် carefully 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 ပြီးရင်ပါလေanalyze ပဲเนาะ analyse analyze agent က we I will you they he she it အားလုံးကိုဖြုတ်ပြเนาะဒါကြောင့်လို့သူ့ပြန်ထည့်ပြမလို့တော့ဘူးလား verb to be နဲ့ verb 3ကြားထဲမှာ adverb တွေထားပေးရမယ်เนาะ adverb တွေပါလာရင်ထားပေးရမယ်တခုရှိတာက verb နောက်မှာထားရေးလဲမှန်ပါတယ်เนาะ well analyze carefully အဲ့လိုရေးလဲမှန်ပါတယ်เนาะOkay, now they are repairing the bridge at the moment, so we cannot use it. Okay, subject they. Subject they ဖြစ်နော် Subject they, verb are repairing နော် Verb to be ing ပုံစံဟလား Verb to be ing. The bridge object at the moment အခု noun နဲ့အတူတူပဲနော် time ပေါ်မှာနောက်ကဝါချကပြန်ရေးပါเนาะဘာမှပြောင်းစရာမလိုဘူးဒါတို့ပြောင်းအောင်မှာရှေ့ဝါချလေးကိုပဲပြောင်းပေးရမယ်အဲ့တော့ထုံးစံတိုင်းပဲဆရာတို့ bridge ကိုရှေ့ကိုထုတ်ရေးမယ်ဟလားအဲ့တော့ the bridge b r i d g the bridge အဲ့တော့ b i n g ဆိုရင် verb to be being verb 3အဲ့တော့ထုတ်လိုက်တဲ့ bridge ဒီအနေကိန်းဖြစ်လို့ဆရာတို့ဘာပဲသုံးမလဲ is ဟုတ်ပြီเนาะ is being Veterinary ကလည်း ed ပေါင်းရုံပဲဟလား repair repel agent ကသိမလို့ဘာလုပ်ခဲ့မလဲဖြုတ်ခဲ့เนาะဖြုတ်ခဲ့မယ်ပြီးတော့အချိန်ပြကိုနောက်မှထားမယ်အဲ့တော့ဘယ်လိုဖြစ်သွားမလဲ the bridge is being repaired at the moment so we cannot use it ကဲအဲ့ဒါလေးပါပဲဒီလောက်ဆိုတော့နည်းနည်းလေးနားလည်သွားမယ်ထင်တယ်နော်အဲ့တော့ဆရာဒီမှာရေးပြထားတာကနည်းနည်းလေးရှုပ်နေလို့ရှင်းသွားအောင်လို့ဆရာအဖြေလေးတွေတစ်ချက်ပြပေးမယ်နော် The roof of the well house should be replaced before the beginning of the rainy season. He was asked to explain his reason for making the changes. I have not been introduced to the manager by my college yet. Why did you go? Now for my topic. No? The examination result will not be announced by the school until next week. အချိန်ပြဆိုတော့ဘာရဲ့နောက်မှာထားပေးမယ်နော် The collected data will analyze carefully. Carefully ကိုနောက်မှာထားရလို့လည်းရတယ် B နဲ့ verb ကြားထဲမှာထားရလည်းမှန်ပါတယ် The bridge is being repaired at the moment, so we cannot use it. ဟုတ်ပြီဒီလောက်ဆိုရင်တော့ active passive ကိုနည်းနည်းလေးနားလည်တော့မယ်လို့ထင်ပါတယ် Okay နောက်တစ်ခုသွားလိုက်မယ်နော် impersonal passive လို့ခေါ်ပါတယ်အဲ့တော့ passive active passive လုံရင်းနဲ့တခါရဲတဲ့ impersonal passive ကိုတွဲပြီးတော့လေ့လာတာပို့ပြီးတော့အဆင်ပြေပါတယ်နော် Okay ဒါဆိုရင်တစ်ချက်ကြည့်အောင် impersonal passive ကို report what is said by people or by generalized agent အဲ့တော့ people เนาะလူပုဂ္ဂိုလ်တွေဒါမှမဟုတ်ရင်သူgeneralized agent
ယေဘူယနော်ယေဘူယဆန်တဲ့ agents တွေအဲ့တော့စောစောက someone တို့ somebody တို့ anyone တို့ဒါတွေလည်းပါမှာပေါ့နော် people တို့နော်ဒီတေချာတိကျခြင်းမရှိရဲ့ agent တွေ agent တွေပြောတဲ့အရာကို report လုပ်တယ်နော်အစီရင်ခံတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ report အကြောင်းကြားတယ်အစီရင်ခံတယ်အဲ့လိုအဓိပ္ပာယ်လေးတွေပေါ့နော်အဲ့ဒီအခါမှာ impersonal passive ပုံစံမျိုးကိုသုံးပါတယ်အဲ့တော့ software က generalize agent တွေပါရင်ဖြုတ်ခဲ့ပါ we တို့ they တို့ people တို့ everybody တို့ one တို့နော် one ပါတဲ့အုပ်စုတွေဒါတွေဖြုတ်ပေးရမှာလား reporting verb တွေကဘာလဲဆို say think know believe hope report find ဒီလို verb လေးတွေကပါလာပြီဆိုရင်အဲ့ဒါဘာလဲဆိုရင် reporting verb တွေဖြစ်ပါတယ် impersonal passive ကအရင်မခတ်ပါဘူးเนาะသူ့ရဲ့ rule လေးကိုတစ်ချက်ကြည့်အောင် impersonal passive ကသဘောမှာအရှိဆုံး subject နေရာမှာ id in နဲ့အမြဲတမ်းစာရေးပါတယ် everybody knows that the art is wrong ဟုတ်ပြီဒါဆိုဆရာတို့ fact လေးကိုကြည့်ပါ subject နေရာကအမြဲတမ်း id it နဲ့ထားရပါမယ်เนาะ id နဲ့ထားရမှာဖြစ်တယ်verb က knows verb 1verb 1ဆိုရင်ဆရာတို့ပြောင်းအောင်ပါလေ am is are verb 3ဒါပေမဲ့တေးကြတယ်ဆရာတို့မှတ်မှာရှင်းရှင်းလေးပဲ id it ဒီ singular ဖြစ်တယ်အနည်းကိန်းပေါ့နော်အနည်းကိန်းဖြစ်တဲ့အကြောင်းကိုဆရာတို့မဖြစ်မနေပြောင်းအောင်ပါနှစ်ခုပဲရှိမယ် is သို့မဟုတ် verb 2ဆိုရင် was ဒါပဲနော် verb 1ဆိုရင် is verb 2ဆိုရင် was ဒါပဲနော်ပြန်ပြောမယ် verb 1ဆိုရင် is verb 2ဆိုရင် was ဒါလေးပြောင်းရုံပါပဲဒါ verb ကိုကြည့်အဲ့တော့ verb 3ကတော့ထုံးစံတိုင်းပဲမဖြစ်မနေမှန်မှန်ကန်ကန်ပြောင်းတတ်ဖို့လိုပါတယ်နော် it is known that the art is wrong ဒီမှာဆို they thought က verb 2 verb 2ဆိုတော့ဆရာတို့ပါသုံးရမှာလေ was ကိုသုံးရမှာပေါ့ it was thought ကျန်တဲ့အပိုင်းကြီးပြန်ကိုဒီ that clause ပြောင်းပြမလို့ဆရာတို့ပြောင်းမှာရှေ့ပိုင်းလေးပဲအဲ့တော့သူကimpersonal passive ဖြစ်တဲ့ကြောင့်မလို့ agent တွေကမတိကျတဲ့ everyone တို့ everybody တို့เนาะ I will you they he she it တို့အဲ့ဒါတွေเนาะအဲ့ဒါတွေကိုတေချာပေါက်ဖြုတ်ခဲ့ရမယ်เนาะတေချာပေါက်ဖြုတ်ခဲ့ရမယ်โอเคအဲ့လောက်ဆိုရင်တော့လေ့ကျင့်ခန်းနေနည်းနည်းလောက်တက်သွားမယ်လို့ထင်တယ်เนาะโอเคအဲ့တော့တစ်ချက်ပို့ပြရသွားအောင်လေ့ကျင့်ကြည့်အောင်We write the following sentence in the impersonal passive beginning with at. With it. id နဲ့စပေးရမယ်နော် id နဲ့စပေးရမယ်ဥပမာလေးနော် People once believed that the sun revolved around the earth. ဒီကြိုင်ဖရို that နောက်ကစပြီးတော့ပြောင်းပြရမလို့ဘူး that ပါတဲ့အပိုင်းကိုပြောင်းပြမလို့ရှေ့ပိုင်းကိုပဲပြောင်းပြရမယ်အဲ့တော့ people subject နေရာမှာ id နဲ့စပါ verb ကိုကြည့်ပါ verb က verb 2ဆိုတော့ was ပြောင်းပေးမယ်ဟလားအဲ့တော့ once ဒီ fm မလို့ b နဲ့ verb 3ကြားထဲမှာပြန်ထည့်ပေးရမယ်ဒီတော့ it was once believed that the sun revolved around the earth ဒါလေးပဲအဲ့ဒါဆိုရင် number 1 reported verb 2ကိုဘာပြောင်းမလဲit was reported that the damage by the cyclone was severe အဲ့လိုဖြစ်သွားမယ်နော်ဒီကိုဘာလုပ်လဲဖြုတ်မယ်အဲ့တော့တေချာဖရိုဒီရှေ့က subject နေရာမှာပေးထားတဲ့အရာတွေအကုန်ဖြုတ်ခဲ့နော်ဘာမှပြန်ရေးပြမလို့မတေချာလို့ပြန်ရေးပြမလို့နော်အဲ့ဒါဆိုရင်အဖြေလေးတစ်ချက်ကြည့်အောင် Okay it was reported နော် that clause တွေဘာမှပြောင်းပြမလို့at 2 it verb 1 say verb 1မလို့ဘာနဲ့စမလဲ it is နဲ့စမယ်နော် it is said that learning Chinese is difficult number 3 we expected that school will be reopened next month expected verb 2ဖြစ်လို့ it was နဲ့စရေးမယ်နော်ဒါဆိုရင် it was expected that ဆိုပြီးတော့ကျန်တဲ့အပိုင်းလေးပြန်ရေးရုံပဲ number 4ပြောကြည့်ပါဦး land verb 2ဆိုတော့ဘာနဲ့စမလဲ it was
so it was learned that ကျန်တဲ့ဘိုင်းကြီးပြန်ရေးမယ်နော် it was learned that plant grow slow down beyond a certain age number 5 some people thought that လူတချို့လို့ပြောရကြအောင်လို့တည်ကြတဲ့ subject မဟုတ်ပါဘူးเนาะပြန်ထည့်ပြရမလို့เนาะမတည်ကြလို့ပြန်ထည့်ပြရမလို့အဲ့တော့ value thought value ဆိုတော့ဘာနဲ့စမလဲit was နဲ့စပြီးတော့ဖြေမယ်เนาะကဲဒါဆိုရင် it was thought oh sorry ဒီမှာ someone some people တကယ်တော့ဒီမှာကsome people ကိုထည့်ပြရမလို့เนาะ some people ကိုဖြုတ်ပေးပါ it was thought that Tiger is the best player เนาะ best golf player ever ဘာကြောင့်လဲဆို some ကမတိကြဘူးเนาะလူတချို့လို့ပြောကြအောင်မတိကြတဲ့အတွက်ကြောင့်မလို့ပြန်ထည့်ပြရမလို့ဘူးเนาะ it was thought that ဆိုပြီးတော့ရေးပေးပါเนาะဆရာဒီထဲမှာထည့်တာလေးမှားသွားတယ်เนาะအဲ့တော့ people ကလည်းမတိကြဘူး some ထည့်ထားလဲဒါမတိကြဘူးပေါ့ဒါကြောင့်မလို့ပြန်သုံးပြမလို့တော့ပါဘူးဟုတ်ပြီအဲ့တော့ဒါလေးဒီ impersive เนาะ impersonal passive ဖြစ်ပါတယ် okay လောက်ဆိုတော့နားလည်မယ်ထင်ပါတယ်เนาะနားလည်ပြီဆိုရင်တော့ဆရာတို့ဒီလေ့ကျင့်ခန်းလေးတွေပြန်ပြီးတော့เนาะအတတ်နိုင်ဆုံးလုပ်ပေးပါ